ကားလုံးလေးနဲ့ရှင်နေခဲ့ကြတယ်စားတော့ပျော်ရွှင်မှုယူကားကုန်ပျော်လွန်နေပွဲလို့နေရာဆုံးမှာလူတွေက Christmas လက်ဆောင်လေးရှင်နေ Christmas Day ပဲဘာမှမသိကြဘူး Christmas ဆိုတဲ့စကားလုံးလေးနဲ့ရှင်နေခဲ့ကြတယ်စားတော့ပျော်ရွှင်မှုယူကားကုန်ပျော်လွန်နေပွဲလို့နေရာဆုံးမှာလူတွေက Christmas လက်ဆောင်လေးရှင်နေ Christmas Day ပဲဘာမှမသိကြဘူးတာမမွေးနေမဟုတ်ဘူး Christmas ဟာလူတွေအားလုံးပဲရဲ့မှလူဖို့ပါရမြတ်တာတော့ယေရှုသခင်လူစားတီကိုခံယူပြီးမြေပေါ်ဆင်ကြွားခဲ့တာဖြစ်သားတိုင်းတော့ပါဆိုတဲ့စကားလုံးလေးနဲ့ရင်နေခဲ့ကြတယ်စားတော့ပျော်ရွှင်မှုယူကားကုန်ပျော်လွန်နေပွဲလို့နေရာဆုံးမှာလူတွေက Christmas လက်ဆောင်လေးရင်နေ Christmas Day ပဲဘာမှမသိကြဘူးတာမမွေးနေမဟုတ်ဘူး Christmas ဟာလူတွေအားလုံးပဲရဲ့မှလူဖို့ပါရမြတ်တာတော့ယေရှုသခင်လူစားတီကိုခံယူပြီးမြေပေါ်ဆင်ကြွားခဲ့တာအဖြစ်သားတိုင်းတော့ပါတာမမွေးနေမဟုတ်ဘူး Christmas ဟာလူတွေအားလုံးပဲရဲ့မှလူဖို့ပါရမြတ်တာတော့ယေရှုသခင်လူစားတီကိုခံယူပြီးမြေပေါ်ဆင်ကြွားခဲ့တာအဖြစ်သားတိုင်းတော့ပါရမြတ်တာတော့ယေရှုသခင်လူစားတီကိုခံယူပြီးမြေပေါ်ဆင်ကြွားခဲ့တာလူသားတိုင်းတော့ပါ